သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်ပြာသူလပိကျော်8ရက်2014ခုနှစ်ဇန်နဝါရီလ23ရက်ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်မိုးခေါင်လန်းမဟာဗောဓိစာသင်တိုက်ဓမ္မဗိမာန်တော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်အနန္တ၅ပါးနှင့်မဟာဗောဓိဆရာတော်ကြီးအားဥထိတ်ထားပြီးတော်မြတ်မုံဤမွေးနေ့အလှစရုထအကျဉ်းမြောက်ဓမ္မပူဇာတပင်၌ဟောကြားအပ်သောအနုဗုဒ္ဓသုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သေချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေ90အစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏစိတ်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာအစဉ်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအနုဗုဒ္ဓသုတ်အနှစ်ချုပ်အင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတဲ့သုတ်တစ်သုတ်ဒီသုတ်တံမှာမြတ်စွာဘုရားဟာအသိဉာဏ်2မျိုးနဲ့သိစရာ4မျိုးကိုရှင်းလင်းဟောကြားခဲ့တာဖြစ်တယ်။အဲဒီရှင်းလင်းဟောကြားချက်မှာသိစရာ4မျိုးဆိုတာသီလသမာဓိပညာဝိမု ക്തി ဆိုတဲ့အဲ့ဒီသိစရာ4မျိုးတခြားနေရာမှာတော့သိစရာ4မျိုးဆိုရင်သစ္စာ4ပါးကိုဟောလို့ရှိတယ်အခုဒီသုတ်တံမှာတော့သိစရာ4မျိုးလို့ဆိုတဲ့နေရာမှာသီလသမာဓိပညာရှင်းစဉ်နဲ့ဆက်ဟပ်ပြီးတော့သိစရာအနေနဲ့မြတ်စွာဘုရားဟောထားတာထူးခြားတယ်လို့ပြောရသီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမေဓမ္မာခောရမေနယတတိနာလို့ရသော်ဘုရားကိုယ်တိုင်ရွတ်ဆိုတဲ့ဂါထာပဲထင်ပေါ်ကြော်ကြားတဲ့ခောရမမြတ်စွာဘုရားအမြဲတမ်းမြင့်မြတ်တဲ့သီလအမြင့်မြတ်ဆုံးသောသီလအမြင့်မြတ်ဆုံးသောသမာဓိအမြင့်မြတ်ဆုံးသောပညာအမြင့်မြတ်ဆုံးဖြစ်တဲ့ဝိမု ക്തി ဆိုတာတွေကို
မှန်ကန်သောသိဉာဏ်ဖြင့်ထိုးတွင်သိတော်မူခဲ့တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ဒီကထာလေးကိုပဲဥတည်ပြီးတော့ကျမ်းဂန်တစ်ခုဖွင့်ဆိုထားတာဝိမု ക്തി မဂ္ဂဆိုတဲ့ဝိသုဒ္ဓိမဂ္ဂနဲ့အလားတူပေါ့ဝိမု ക്തി မဂ္ဂဝိမု ക്തി ဆိုတာလွတ်မြောက်ခြင်းဆိုတာအမျိုးမျိုးရှိတယ်ပေါ့ထောင်ကလွတ်တာလဲလွတ်မြောက်တယ်လို့ခေါ်တာပဲတခြားနောင်ဖွဲ့တွေကလွတ်မြောက်တာလဲလွတ်မြောက်တယ်လို့ခေါ်တာပဲတဏှာကလွတ်မြောက်တာကိုလဲလွတ်မြောက်တယ်လို့ခေါ်တယ်ဒီနေရာမှာဝိမု ക്തി လို့ဆိုတာစိတ်ကိုနှောင်ဖွဲ့ထားတဲ့ကိလေသာဆိုတဲ့နှောင်ကြိုးတွေကလွတ်သွားတဲ့လွတ်မြောက်မှုကိုဒီလိုဆိုလို့လည်းပေါ့ဘုန်းကြီးတို့တွေဟာကိုမေးလို့ရှိရင်လွတ်မြောက်တယ်လို့ပဲပြောကြမှာလူတွေကထောင်သွင်းကျင်းချထားတဲ့အခါမှာမလွတ်သေးဘူးနဲ့ပြောကြတယ်ဒါကဘာကိုကြည့်ပြောတာလဲဆိုရုပ်ခန္ဓာကိုယ်ကြီးကိုကြည့်ပြောတာမလွတ်လပ်သေးဘူးသို့တော့ထောင်ပြင်မဲ့ရောက်ရင်ရောလွတ်လပ်ပလားလို့ဆိုမလွတ်လပ်တာကဘာတော့ဆိုစိတ်ပဲဘုန်းကြီးတို့တွေရဲ့စိတ်ကိုသိချစဉ်းစားကြည့်လောဘနဲ့မကင်းဘူးဒေါသနဲ့မကင်းဘူးမောဟနဲ့မကင်းဘူးကိလေသာအညစ်အကြေးတွေနဲ့မကင်းသေးဘူးအဲ့ဒါတွေကမလွတ်နိုင်ဘူးကောင်းတဲ့အာယုန်တွေတွေးလိုက်လောဘဖြစ်လိုက်မကောင်းတဲ့အာယုန်တွေတွေးလိုက်ဒေါသဖြစ်လိုက်အမှန်မသိတဲ့မောဟကအမြဲတမ်းလွှမ်းမိုးထားတခြားကိလေသာတွေလည်းပဲစင်စစ်မပြတ်အကြောင်းအားလျော်စွာဝင်ပြီးတော့လာတော့တန်ရောစဉ်ကျိုး10မျိုးလို့ဆိုတဲ့အစိုးတရားတွေရဲ့နှောင်ကြိုးထဲမှာတဲခံထားလို့ဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုဟာမရှိဘူးစိတ်အနေနဲ့လွတ်မြောက်ဘူးလူတွေကလွတ်မြောက်မှုမရှိဘူးတကယ်လွတ်မြောက်မှုဆိုတာစိတ်လွတ်မြောက်မှုဖြစ်မှကိလေသာအနှောင်ဖွဲ့တွေကလွတ်မြောက်မှတကယ်လွတ်မြောက်မှုလို့ခေါ်လို့ရမယ်ပေါ့အဲဒီကိလေသာတွေကလွတ်မြောက်မှုဆိုတဲ့ဝိမု ക്തി ရဲ့အကြောင်းတရားတွေဟာဘာတွေလဲလို့ဆိုတဲ့အခါမှာကျင့်စဉ်အနေနဲ့သီလသမာဓိပညာလို့ဆိုတာကိုဖော်ပြသီလသမာဓိပညာဆိုတာကိုယ်တဏ္ဍာမှာဆင်ငဲနဲ့ပြည့်စုံသည့်ထိအောင်တိုးမြင့်ပြီးတော့သွားကြရအောင်အဲ့ဒါလို့တိုးမြင့်သွားတဲ့အခါကျတော့မှဝိမု ക്തി လို့ဆိုတဲ့နှောင်ကြိုးကလွတ်မြောက်အဲ့တော့တရားရှိခင်သူတော်စင်ပြိဿအပေါင်းတို့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ငါစိတ်လေးကိုဘာတွေကနှောင်ဖွဲ့နေသလဲဆိုတာမစစ်ဆေးရင်မသိဘူးမတွေးရင်မသိဘူးမြတ်စွာဘုရားကဟောတယ်ပစ္စဝိက္ခဏဘဟုပကာရာကုသလေတုဓမ္မေတုကောင်းမြတ်တဲ့ပြည့်ကင်းတဲ့တရားတွေနေရာမှာဆင်ញင်သုံးသပ်မှုဟာသိကျေစုများတယ်အရေးပါတယ်လို့ပြောတယ်ဆင်ញင်သုံးသပ်မှုကအရေးပါတယ်မဆင်ញင်ရင်မသိဘူးငါစိတ်ဟာလွတ်မြောက်နေသလားလို့ဆိုရင်ဘယ်လွတ်မြောက်မှာလဲဘုန်းကြီးရဲ့စိတ်ကိုဘယ်သူတွေကလွှမ်းခြုံထားတုံးလို့ပြောရင်မောဟကလွှမ်းဖုံးထားတယ်မောဟလွှမ်းဖုံးထားသည့်အတွက်ကြောင့်အမှန်ကိုမသိဘူးမသိသည့်အတွက်ကြောင့်တွေ့တာစရာနဲ့တွေ့ရင်လောဘဖြစ်လိုက်မုန်းတိစရာနဲ့တွေ့ရင်ဒေါသဖြစ်လိုက်ဒီကြားတဲ့မာနတို့အိတ်သားတို့မစ္စရိယတို့ဆိုတဲ့ဒီအနှောင်ဖွဲ့တွေကလည်းစိတ်ကိုထပ်ပြီးတော့ရစ်ပတ်ထားတာဟာလွတ်လန်းတော့မမြင်နိုင်ဘူးပေါ့အဲ့ဒီဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်နော်ရုပ်ခန္ဓာကိုယ်ကြီးကိုခြေတော်ရောလက်ရောအကုန်လုံးမလှုပ်နိုင်အောင်ကြိုးနဲ့တုပ်ထားရင်ဘယ်လိုနေပါကြိုးနဲ့တုပ်ထားတာကိုခံစားကြည့်လက်ကလည်းလှုပ်လို့မရအောင်ခြေတော်လည်းလှုပ်လို့မရအောင်သွားလို့မရအောင်ကြိုးနဲ့တုပ်ထားကြည့်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုကြိုးနဲ့တုပ်ထားသလိုငါစိတ်လေးဟာလည်းပဲကြိုးနဲ့တုပ်ခံထားရတယ်လို့ဆိုတာကိုစဉ်းစားကြည့်ဖို့လိုတယ်။တမန်အပြင်တော့မသိဘူးလေတူတယ်။နှောင်ကြိုးရှိမှန်းတော့မသိဘူး။အင်တန်သိမ်မွေ့တဲ့နှောင်ကြိုးဒီနှောင်ကြိုးကခြိထားမှန်းလည်းမသိဘူး။ပြင်ဘက်ကခြိတဲ့ကြိုးကလေယုံလို့ရှိရင်အရည်တွေပွန်းတယ်အသားတွေစုပ်တယ်။ဒီကြိုးကယုံလဲအဲ့ဒါလိုမဖြစ်ဘူး။ခြိထားမှန်းလည်းမသိဘူးဟိုဒီသွားလို့လည်းရတယ်ဆိုခြိမှန်းကိုမသိတာကိုယ်မှာကြိုးရှိမှန်းတော့မသိဘူးလူတွေမှာအဲ့ဒါလောက်ထိအောင်သိမ်မွေ့နူးညံ့တော့အကြည့်တော့
ကျိုးတန်းလန်းကြီးနဲ့ပါလားလို့မသိသည့်အတွက်ကြောင့်ဒီကျိုးကိုဖြတ်ဖို့လည်းဘယ်တော့မှမတွေးဘူးငါနှောင်ဖွဲ့ခံရပါလားလို့မသိသည့်အတွက်ကြောင့်ဘယ်တော့မှလည်းပဲဒီကျိုးကလွတ်ဖို့မစင်စားဘူးဆိုတဲ့အနေအထားမျိုးပဲသို့တော့ကိုယ်စိတ်လေးဟာအာယုန်နဲ့တွေ့တိုင်းလောဘကဖြစ်လာလိုက်ဒေါသကဖြစ်လာလိုက်အကုသိုလ်တရားတွေမကင်းနိုင်မဲ့နဲ့စိတ်လွှမ်းမိုးချုပ်ခံထားရတာအဲ့ဒါကိုပဲကိုယ်လိုချလို့တမျိုးထင်လိုက်သေးတယ်နော်ကိုယ်အလိုချလို့အမှန်ကတော့တဏှာရဲ့အလိုချလုပ်နေကြတာပေါ့လောဘရဲ့အလိုချဖြစ်နေတာကိုကိုယ်အလိုချလို့ထင်တယ်လူတွေမှာအဲ့ဒါလောက်ထိအောင်တိမ်မွေးတဲ့အနှောင်ဖွဲ့တွေနဲ့တိမ်မွေးခံထားနှောင်ဖွဲ့ခံထားရလို့ဟောဒီဝိမု ക്തി ဆိုတဲ့ဟာကိုမတိသမျှကာလပတ်လုံးတကယ်လွတ်လပ်မှုဆိုတာဘာလဲဆိုတာမတိသေးသမျှကာလပတ်လုံးတန်လျာထဲမှာလဲနေအောင်ပါပဲလို့မြတ်စွာဘုရားဒီတုတ်တံမှာလို့ဟောတာဒီတရား၃မျိုး၄မျိုးတရား၄မျိုးကိုမသိသည့်အတွက်ကြောင့်ငါဖရာရောသင်တို့တွေရောတန်လျာမှာဒီဘဝကနေဟိုဘဝကနေနောက်ဘဝနဲ့ဒီလိုပြေးသွားနေခဲ့ကြရတယ်ဟုတ်တယ်ဒီအလွန်သိမ်မွေးတဲ့အရာဆိုတာသိနိုင်စွာမရှိဘူးပေါ့နော်ကိုယ့်ကိုလွတ်လပ်နေတယ်လို့ထင်တာသို့တော့ဘယ်တော့ဖြစ်ဖြစ်ဒီထဲပဲဆွဲထည့်ထားတာဆိုတော့ဖြစ်အိုနာဝေးလိုက်တယ်အိုလိုက်တယ်နာလိုက်တယ်တေးလိုက်တယ်ပြီးပြီးဒီထဲပဲပြန်ကြတယ်ဘယ်လိုပဲခုံမလွတ်တယ်လို့ပဲဖြစ်နေတယ်ဩဒီထဲပဲပြန်ကြတယ်မြေကြီးပေါ်မှာယုံလေးကခုံပြေးဘယ်လိုပဲခုံပြန်ကြတော့မြေကြီးပေါ်ပဲအဲ့ဒါမျိုးလိုပဲဘုန်းကြီးတို့တွေရဲ့ဘဝခရီးဟာဘယ်လိုပဲသွားဘလောက်ပဲမြင့်တက်သွားနောက်ဆုံးပဲပြန်ရောက်ကိုချင်းနာချင်းသိချင်းဆိုတာနဲ့ပဲဆုံးတတ်တယ်မလွတ်ဘူးလို့ဆိုလိုတာနော်ထပ်ပေါက်ဆိုတာရှာမတွေ့ရတော့အောင်ဒီထဲမှာလက်နေသည့်အတွက်ကြောင့်ပျော်တယ်မပျော်ဘူးတော့မဟုတ်ပြောနေကြတာပြောနေသည့်အတွက်ကြောင့်မလွတ်လပ်ဘူးဆိုတာတောင်မသိလောက်အောင်သိမ်မွေ့ညှို့ညံ့ပြီးတော့နေတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသီလရဲ့သမာဓိရဲ့ပညာရဲ့ဆိုတဲ့နေရာမှာအနုတ္တရသီလအကောင်းဆုံးသောသီလအမြတ်ဆုံးသီလအနုတ္တရသမာဓိအမြတ်ဆုံးသမာဓိအနုတ္တရပညာအမြတ်ဆုံးပညာအနုတ္တရဝိမု ക്തി အမြတ်ဆုံးလွတ်မြောက်မှုဆိုတာဒီ၄မျိုးကိုမသိလို့ငါဘုရားကိုယ်တိုင်လည်းတန်တရားကလည်းတန်တရားထဲမှာလဲခဲ့ရတယ်သင်တို့ကိုယ်တိုင်လည်းပဲတန်တရားထဲမှာလဲခဲ့ရတယ်လဲနေကြအဲ့ဒီ၄မျိုးအခုတော့ငါသိပြီလို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားနော်သိအောင်လုပ်ရမယ်တန်တရားဝကလွတ်ချင်အမှန်မြင်ရင်ဒါတွေကိုသိအောင်ကြိုးစားအထောက်အမယ်လို့ပြောအဲ့ဒီလိုသိအောင်ကြိုးစားတော့မြတ်စွာဘုရားကသူ့ကိုယ်သူတော့အခုချိန်မှာငါဘုရားဟာအနုတ္တရံသီလံအနုဗုဒ္ဓံသိပြီတဲ့သိတယ်ဆိုတဲ့နေရာမှာလည်းပဲအသိဉာဏ်2မျိုးနဲ့မြတ်စွာဘုရားရှင်းပြအသိဉာဏ်2မျိုးဆိုတာဘာလဲလို့ဆိုရင်အနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်ဒီစကားလုံးလေးနှလုံးကိုသုံးတယ်စတုဏ္ဏဘိက္ခွေဓမ္မနံအနနုဘောဓအပฏิဝေဒဒီအရေးချင်း၄ရပ်ကိုမှန်မှန်ကန်ကန်လျော်သောဉာဏ်ဖြင့်မသိခြင်းကြောင့်မသိလို့ငါဘုရားလည်းတန်လျာလဲခဲ့ရတယ်တင်းတို့လည်းလဲခဲ့ရတယ်အဲ့ဒီတရား၄မျိုးကိုထွန်းဖောက်ပြီးတော့အနှစ်ထီအောင်မသိလို့ငါဘုရားလည်းတန်လျာထဲမှာလဲခဲ့ရတယ်တင်းတို့လည်းပဲတန်လျာထဲကိုလဲရဒါကိုသိအောင်ကြိုးစားရမယ်လို့ဆုံးမသွန်သင်လိုရင်းဖြစ်တယ်မဟုတ်အဲ့တော့ဒါကိုသိအောင်လို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတော့အကောင်းဆုံးသောအမြတ်ဆုံးသောသီလအမြတ်ဆုံးသောသမာဓိအမြတ်ဆုံးသောပညာအမြတ်ဆုံးလွတ်မြောက်မှုဆိုတာငါသိသွားပြီခုတော့သိပြီသိသည့်အတွက်ကြောင့်ဘာဖြစ်လဲဘဝတဏှာကိုငါရှင်းလိုက်နိုင်ပြီလို့ဆိုလို့ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာသိလိုက်တာဘာအကျိုးရလဲမသိရင်ကိုယ့်ကိုယ်ချီနှောင်ထားမှမသိသည့်အတွက်ကြောင့်လွတ်မြောက်မှုအတွက်မရှိဘူးအဲ့ဒီအနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်နဲ့
အမှန်တရားကိုသိလိုက်တာနဲ့တပြိုင်နက်ဘဝတဏ္ဍာဘဝပေါ်မှာတက်မဲ့နေတဲ့တဏှာဟာတွေ့တာနေတဲ့တဏှာဟာတက်တောက်သွားပြီသားဥစ္စိဏဘဝနိတ္တိဒီဘဝကနေဟိုဘဝရောက်ဖို့ဟိုဘဝနေဟိုဘဝရောက်ဖို့ဘဝတည်းကဘယ်လိုမှလွတ်ထွက်မသွားအောင်ဘဝတစ်ခုကနေတစ်ခုပြောင်းပြီးတော့ပို့ပေးနေတဲ့ဘဝနိတ္တိဆိုတဲ့တဏှာကိုလည်းပဲဖြတ်တောက်နိုင်ပြီလို့ဒီလိုဆိုတာနော်ပရိသေနေခြင်းဆိုတာမရှိတော့ဘူးနတ္ထိတာနိပုဏ္ဏဘောနောက်ဘဝဆိုတာမရှိတော့ဘဝရှိတာနဲ့မရှိတာဘာကွာခြားလို့လဲလို့မေးစရာရှိတယ်လောကလူသားတွေကတော့ဘဝရှိနေတာကိုကျင့်တတ်เสียကြီးတစ်ခုလို့မြင်ကြတယ်နော်ကျင့်တတ်เสียတစ်ခုလို့မြင်တယ်အရိယသူတော်စင်တွေကဘဝရှိနေတာကိုဆင်းရဲဒုက္ခလို့မြင်တယ်မြင်မုံမြင်နေခြင်းမတူကိုယ့်ကိုယ်ဆန်းစစ်ကြည့်ငါဘဝရှိနေတာကြိုက်တာလားဘဝမရှိတာကြိုက်တာလားလို့ဆိုတဏှာမကင်းနေတဲ့ပုဂ္ဂိုလ်တွေကဘဝရှိနေတာကြိုက်အစင်မပြေရင်သာငါညီးငွေလာပါပြီလို့អော်ကောင်းអော်လိုက်သို့တော့အစင်ပြေတာလေးတွေနဲ့ကြတော့ဘယ်တော့မှဘဝကလွတ်မြောက်ချင်တာမဟုတ်ဘူးအဲ့တော့ဘဝနဲ့ပတ်သက်လာတဲ့အခါမှာစဉ်းစားကြည့်ဖို့ဗျာဘဝဆိုတာနဲ့ပတ်သက်လာလို့ရှိရင်အချက်၃ချက်ကိုစဉ်းစားထားရဒီတဲ့ထပ်ပိုးလိုက်လို့ရှိရင်အချက်၅ချက်ကိုစဉ်းသုံးထားရဘဝဆိုတာအဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်ကိုယ့်ဘဝကိုဆန်းစစ်လူတိုင်းဟာဘဝဆိုတာရတယ်ဘဝဆိုတာဘာပြောတာတုံးဆိုရင်ကမ္မဘဝဆိုတဲ့ကံတရားကထုတ်လုပ်ထားလို့ခုရရှိနေကြတဲ့ခန္ဓာ၅ပါးကိုပဲဘဝခန္ဓာ၅ပါးဖြစ်ပေါ်နေမှုကိုဘဝလို့ခေါ်တာခုဘုန်းကြီးတို့တည်းရဲ့ဒီဘဝမှာဖြစ်နေတာဘာတွေတုံးဆိုရူပခန္ဓာဆိုတဲ့ယုတ်တရားတွေဖြစ်နေအဲ့တော့ယုတ်တရားတွေဆိုတာစာရဲကဟာဒီလားလို့ဆိုမဟုတ်ဘူးကိုယ်မှာမျက်လုံးရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကာယရှိတယ်နော်အဲ့ဒီတာမန်ကြည့်လို့မြင်လို့သိနိုင်တဲ့ဟာလေးတွေပဲကြည့်လိုက်ဟောဒီယုတ်တရားတွေကိုရထားတာအဲ့ဒီရူပခန္ဓာဆိုတာဖြစ်တယ်မျက်စိရှိလို့မြင်တယ်နားရှိလို့ကြားတယ်နှာခေါင်းရှိလို့အနံ့ရတယ်လျှာရှိလို့တရားတာကိုသိတယ်ခန္ဓာကိုယ်ရှိသည့်ကြောင့်ဖြစ်တည်ကိုသိလာအဲ့ဒီသိတဲ့အခါမှာအကောင်းအဆိုးခံစားမှုဆိုတဲ့အတွေ့အကြုံလေးရောရမလားဘူးလားရလာတာလေးကိုအဲ့ဒါဝေဒနာခန္ဓာလို့ခေါ်တာပဲအာယုံပေါ်မှာသိလာတာလေးတွေဝေဒနာခန္ဓာဒါဖြင့်ရထားတဲ့ခန္ဓာလေးတွေကိုလူတွေကမှတ်တမ်းတင်ထားတာလေးတွေရှိတယ်သဘာဝကိုကဒွေနီတစ်ခါစားမှုထားရင်ဒွေနီမှတ်မိနေတယ်လေငပြောသည်စားမှုတဲ့လူကလည်းငပြောသည်မှတ်မိသွားတယ်အဲ့ဒါဘယ်သူကမှတ်တမ်းတင်လို့ဆိုတင်ညက်ခန္ဓာပတ္တာလည်းရှိတယ်သင်္ခါရခန္ဓာဆိုတာပြန်တွေးတယ်လိုချင်တယ်မလိုချင်ဘူးစိတ်ဆိုးတယ်ဆိုတဲ့ကျန်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာအများကြီးပဲလူတွေမှာအဲ့ဒါတွေဟာသင်္ခါရခန္ဓာလို့ခေါ်တယ်အေးမျက်စိနဲ့အစင်းအာယုံလေးကိုမြင်လိုက်တယ်မျက်စိနဲ့အစင်းဆုံလိုက်တယ်ဆုံလိုက်တဲ့အခါမြင်မှန်းသိလိုက်တယ်နားနဲ့အတန်ဆုံတော့ကြားတယ်လို့သိတယ်နှာခေါင်းနဲ့အနံ့ဆုံတဲ့အခါအနံ့ရတယ်လို့သိတယ်လျှာနဲ့ကိုယ်ဆုံတဲ့အခါမှာဒီထိတိလျယတိဆိုတာသိလာတယ်ကာယနဲ့အထိတွေ့ဆုံသွားတဲ့အခါမှာထိတိဆိုတာသိလာအဲ့ဒီသိတယ်ဆိုတာလေးတွေကိုဝိညာဉ်နဲ့ခန္ဓာလို့ပြောတာနော်ကိုယ်တေချာကြည့်နော်မိုးကုတ်ဆရာတော်ကြီးဟောတဲ့ခန္ဓာဉာဏ်ရောက်ဆိုတာကိုယ်မှဖြစ်နေတာလေးတွေကိုနာမည်မတတ်လည်းပဲသိအောင်လုပ်နာမည်မတတ်ချင်နေပါစေငါမှမျက်စိရှိတယ်မျက်စိကိုရူပခန္ဓာလို့ခေါ်တာမျက်စိနဲ့အဆင်းကိုမြင်ရတယ်မြင်ရတဲ့အဆင်းကိုရူပခန္ဓာလို့ခေါ်တာဒီတစ်ခုပေါင်းစပ်လိုက်တဲ့အခါမြင်သိစိတ်ဆိုတာဖြစ်တယ်အဲ့ဒီမြင်သိစိတ်ကိုဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်မြင်သိစိတ်ဖြစ်တဲ့အခါမှာအာယုံရဲ့သဘာဝကိုတွေ့ရှိခံစားတာကိုဝေဒနာခန္ဓာလို့ခေါ်တယ်အာယုံကိုမှတ်တာကိုဝေဒနာတင်ညက်ခန္ဓာလို့ခေါ်တယ်အဲ့ဒီအာယုံပေါ်မှာဆက်လက်ကြံတွေးပြီးတော့
လောက်ကင်ဆောင်ရွက်နေတာတွေကိုသင်္ခါရခန္ဓာလို့ခေါ်တယ်ဆိုနေ့စဉ်ဘဝမှာဓာရီနဲ့ဒီပဲသွားနေတာပဲလေအဲ့ဒီခန္ဓာ၅ပါးတွေကိုဖြစ်ပေါ်နေမှုကိုဘဝလို့ပြောတာနော်ဘဝဆိုတာအဲ့ဒါကိုပြောတယ်ဒါအချင်းချုပ်ပြောလိုက်တာဘဝဆိုတာအဲ့ဒါပဲလူတွေကတော့ဘဝဆိုတာအဲ့ဒါမထင်ဘူးအေးတို့အိမ်မှာနေရတယ်အမေနဲ့အဖေနဲ့နေတယ်ဘာလို့ကင်စားတယ်ဒါကိုဘဝလို့ထင်နေတာဘဝရဲ့တကယ်အနှစ်ကဘာလို့ဆိုလို့ရှိရင်ရုပ်ဝေဒနာသင်္ကြန်သင်္ခါရဝိညာဉ်ဆိုဒီခန္ဓာ၅ပါးဖြစ်နေတာကိုပြောတာအဲ့ဒီခန္ဓာ၅ပါးရထားတာဖြစ်ပေါ်နေမှုကိုဘဝလို့ခေါ်တာဒါဖြင့်ဟုတ်ပြီဘဝကြီးကိုလူတိုင်းရထားနေကြပြီလူတွေရထားတဲ့ဘဝဟာကောင်းတာမရှိဘူးလားနံပါတ်1စဉ်းစားရမှာကောင်းတာမရှိဘူးလားမကောင်းတာတွေရောမရှိဘူးလားကောင်းမကောင်းတွေကနေထွက်မြောက်ဖို့ရောလမ်းကြောင်းရှိသလားဒါစဉ်းစားရမယ်ဟောနောက်တစ်ခုစဉ်းစားရမှာဒီဘဝကြီးဘာကြောင့်ရထားတာလဲဒီဘဝကြီးကိုဘာကြောင့်နဲ့မှချုပ်ငြိမ်းအောင်လုပ်လို့ရမှာလဲဆိုဒီ၅ချက်ကိုတွေးတောဖို့ဒီ၅ချက်ကိုသိအောင်လုပ်ရဒီ၅ချက်နဲ့မှအဖြေမထုတ်နိုင်နေရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလို့ဘယ်နှခါပဲဆုတောင်းနိဗ္ဗာန်နဲ့ကတော့ဝေးနေအောင်ပါပဲဒါမသိလို့ရှိရင်ဝေးနေအောင်ပါဘာလို့ဆိုတော့ဘာမသိကြမသိနဲ့တောင်းနေတာပဲရှိပါပဲလေနော်ဘာမှမသိပဲနဲ့တောင်းနေတယ်ဝေးနေသေးအောင်ပါပဲလို့ဒါကြောင့်ကဲဘဝနဲ့ဘဝဆိုတာသိပြီခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာမှုခန္ဓာ၅ပါးကန့်ညောင်ရလာတဲ့ခန္ဓာနာဥပပတ္တိဘောလို့ဆိုတာခန္ဓာတွေရလာတာဟာဘဝပဲဟုတ်ပြီအဲ့ဒီဘဝရလာကြတဲ့အခါမှာဘဝမှာအတ္တဓာတ်လို့ခေါ်တဲ့ခြေနှက်เสียတွေရှိသလားဒါကိုရှာခြေနှက်เสียမရှိဘဲနဲ့တော့ဘဝထဲမှာပျော်ကြမှာမဟုတ်ဘူးအေးမေးကြည့်လိုက်လို့ရှင်ဘဝရဲ့ခြေနှက်เสียဆိုတာဘာတွေလဲသားတွေသမီးတွေနဲ့စီးပွားရေးတွေအဆင်ပြေလို့ချမ်းချမ်းမာမာနဲ့နေရတယ်ဆိုရင်ပြောမနေကြဘူးလားပြောတာပေါ့ဘဝကြီးမှာပြောတာကလေးဆိုလို့ရှင်လည်းကလေးဘဝကလေးဖြစ်လာကြတဲ့ကပြောတာတငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့နေရထိုင်ရဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ပိဋိသောမနတမျက်စိလေးရှိလို့လှတာတွေကြည့်ရတယ်နားလေးရှိလို့ကောင်းတဲ့အသံလေးတွေနားထောင်လို့ရပြောစရာကြီးပဲဘဝကြီးဟာအမှန်တမ်းကျေနပ်စရာကောင်းကိုလို့ရှင်နာလဲလုံးလို့ရတယ်ပြောစရာကြီးပဲလို့အဲ့ဒီဘက်ကကြည့်ရင်ဘဝကျေနပ်စရာတွေအများကြီးရှိတယ်အဲ့ဒီကျေနပ်စရာတွေရှိနေသည့်အတွက်ကြောင့်တရားဝါတွေဟာကျေနပ်မှုပေါ်မှာကျေနပ်အားရဖြစ်ပြီးတွေ့တာမှုတွေနဲ့ဘဝကမထွက်နိုင်တာတဲ့ဒီတစ်ခုပဲမြင်တယ်လေနံပါတ်1ပဲမြင်ထားတာကဲနံပါတ်1ကိုကြည့်ပြီးရင်ဘဝရထားလို့ကျေနပ်နေကြတဲ့လူတွေမကျေနပ်စရာနဲ့ဘဝရဲ့အဖြစ်အနာစာတွေကိုရှာကြည့်ရအောင်ဘဝရဲ့အဖြစ်အနာစာဆိုတာကိုမြတ်စွာဘုရားကအာဒီနဝလို့ခေါ်တယ်အာဒီနဝတဲ့အပြည့်နာစာအဲ့ဒီအပြည့်နာစာဘက်ကနေကြည့်လိုက်ကိုရထားတဲ့ခန္ဓာ၅ပါးဟာသာဝရကျမ်းမာနေတာဟုတ်ကလားမဟုတ်ဘူးသာဝရနုပြိုနေတာရောဟုတ်ကလားမဟုတ်ဘူးသာဝရရှင်သန်နေတာရောဟုတ်ကလားမဟုတ်ဘူးနုပြိုနေရာကတဖြည်းဖြည်းအိုမင်းလာတယ်ကျမ်းမာနေရာကတဖြည်းဖြည်းယိုယွင်းလာတယ်နော်အသက်ရှင်နေရာကနေပြီးသေဆုံးရမယ့်အနေအထားမျိုးရောက်လာတယ်ဟောဒါတွေကိုမေးကြည့်ရှင်းတ်လားလို့မေးကြည့်ပါလားကိုယ့်ကိုမေးကြည့်ခေါင်းမဖြူခြင်းပဲနဲ့ဖြူလာတယ်နော်သွားမကြိုးခြင်းပဲနဲ့ကျိုးတယ်မျက်စိမမှုံပဲနဲ့မှုံလာတယ်ဒါတွေရောရှင်းတ်လားလို့မေးဘယ်ရှင်းတ်မှာရချင်လားဆိုမရချင်ဘူးသူကမရချင်သာဝရနုပြိုခြင်းနဲ့သာဝရကျမ်းမာခြင်းနဲ့သာဝရအသက်ရှိခြင်းလူဆန္ဒကလေဒါဖြင့်အဲ့ဒီလူဆန္ဒနဲ့ဖြောင်းပြန်မဖြစ်ဘူးလားဆိုဖြစ်တာပေါ့ဖြစ်တာပဲအသက်ကြီးလာတယ်အိုးလာတယ်ဆိုတာသူကသူအိုသွားတာမြန်မအောင်မိတ်လေလူတွေရဲ့တဏ္ဍာမှာနုပြုံမှုတွေကိုလူယူဖြက်စီးသွားတာ
မီးလောင်မြင်လို့ဖြစ်ကြံရတာမီးလောင်တဲ့နေရာသွားကြည့်ပါလားမဲကြံရတာမဟုတ်လားရုပ်ဆိုးကြီးတံဖြစ်သွားထို့တူပဲဇရာမီးလောင်သွားတဲ့လူဟာခေါင်းတွေဖွေးသွားတာပေတွေတွန့်ကြရင်ရုပ်တွေကလည်းရုပ်ပြက်ဆင်းပြက်တွေဖြစ်ကုန်မမှတ်မိနိုင်တော့အောင်ရုပ်တွေပြက်ထွက်သွားတာဒါဘယ်သူကဖြစ်သွားတာတော့ဇရာကဖြစ်သွားအဲ့ဒါဟာအာဒီနဝပဲဒါဖြင့်အဲ့ဒီလိုသာဝရနုပြုလို့ရတဲ့ဘဝမျိုးသာဝရကျမ်းမာလို့ရတဲ့ဘဝမျိုးသာဝရအသက်ရှင်နေလို့ရတဲ့ဘဝမျိုးရောရှိလားလို့ဆိုရှားခြင်းတိုင်းရှာနော်မသိုးထမင်းမသိုးဟင်းထမ်းရှာလဲဒီမသိုးထမင်းမသိုးဟင်းသာသိုးသွားမှာပဲတွေ့မှာမဟုတ်ဘူးစိတ်ကူးရင်တဲ့လူတွေကတော့ရေးတာပေါ့ရှန်ဂရီလာသွားနေနှစ်ပေါင်း900 1000မသိမအိုးမနာမသိနော်စိတ်ကူးလို့တော့ရစိတ်ကူးဆိုတာအဟောင်းမှမဟုတ်တာအိမ်မက်ပဲလေအဲ့ဒါလို့စိတ်ကူးလို့တန်ရတာတကယ်ကတော့ကိုယ့်ကိုယ်ဟာတွေးရင်နဲ့ပြိုဆင်းလာတာနော်အိုမင်းလာယူယွင်းလာဘယ်ကိုသွားတော့ဆိုတေဖို့ရအတွက်သွားနေတာအဲ့ဒါလို့ခန္ဓာကိုယ်ကြီးရဲ့အနေထားမြတ်စွာဘုရားကတော့ဘဝဆိုတာတဲ့အနိစ္စဖြစ်ပြီးပြတ်သွားတာဝိပရိနာမဓမ္မပြောင်းလဲတတ်တယ်အဆိုးဘက်ကိုပြောင်းအညထာဘာဝတစ်မျိုးတစ်မျိုးဖြစ်နေတယ်ဒါတွေဟာခြေတတ်เสียမကောင်းတဲ့အာရိနဝတွေပဲအဲ့ဒီခြေတတ်เสียမကောင်းဘူးဆိုတဲ့အမြင်လေးနဲ့မြင်လိုက်တာကိုပဲဝိပဿနာအမြင်လို့ပြောတာဟာတကယ်ရောမရှိဘူးလားဆိုရှိတယ်လေဒါကြောင့်မို့လို့နံပါတ်1မြင်ဖို့လိုတယ်လောကသရဝါတွေအားလုံးဟာနံပါတ်1ဆိုတဲ့ပြောစရာကိုပဲမြင်တယ်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ငားများတဲ့လူတွေကငစားလေးကိုချလိုက်တဲ့အခါမှာအတွင်းထဲကငမြားချိတ်ကိုနွားငါးကမမြင်ဘူးဘာမြင်လို့ဆိုအစာလေးပဲမြင်အစာလေးမြင်လို့အဲ့ဒီအစာကိုစားခြင်းနဲ့စိတ်နဲ့ဟတ်လိုက်တာနဲ့ဘာဖြစ်သွားငမြားချိတ်ကအာကောင်စုပြီးချိတ်ပြီးသိဆုံးရတဲ့အနေအထားမျိုးရောက်တယ်လေအဲ့တော့ဘုန်းကြီးတို့တွေရဲ့ဘဝဟာရှိပြောစရာဆိုတဲ့အတ္တရာလေးမြင်ထားတော့အတွင်းထဲမှာဖြစ်နေတဲ့အာဒီနဝဆိုတဲ့အဖြစ်ကိုမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အာကောင်ကိုငမြားချိတ်စူးနေတာနဲ့တူတူပဲဟောဘဝခရီးဟာသေမင်းကအချိန်ချင်းမိမိဘဝအဆုံးသတ်သွားတာအိုခြင်းတရားကကိုယ့်ကိုလှပမှုတွေနုပြုမှုတွေဖြိုချဖျက်ဆီးသွားတာလူယူဖျက်ဆီးသွားတာဒါတွေပဲခံနေရတာမဟုတ်လားဒါကြောင့်မို့လို့ဘဝဆိုတာရှင်းတတ်เสียမကောင်းတာအာရိနဝရိယသူတော်စင်တွေကြတော့အဲ့လိုတွေးနိုင်တယ်ပေါ့နော်နောက်တစ်ခုတတ္တိယဘာလို့လဲအဲ့ဒီလိုရှင်းတတ်เสียမကောင်းကြီးတဲ့ဘဝကြီးဟာရှင်းတတ်เสียမကောင်းလို့လွတ်လန်းကိုရှာရင်ရောထွက်လန်းရှိရလားဆိုတော့မြတ်စွာဘုရားထွက်လန်းပေးတယ်ရှိတယ်တဲ့ထွက်လန်းကဘာလဲရှင်းတတ်เสียမကောင်းလို့ထွက်ချင်တယ်ဒီထဲမနေချင်တော့ဘူးဆိုရင် exit လို့ခေါ်တယ်နိတ္တရဏဆိုထွက်ပေါက်ဘာလဲလို့ဆိုဘဝပေါ်မှာတွေ့တာနေတဲ့တဏှာကိုသာဖယ်လိုက်ပါတဲ့ဒါထွက်ပေါက်ပါထွက်ပေါက်ဆိုတာအဝေးကြီးသွားရှာစရာမလိုဘူးလေနော်တွေ့တာနေတဲ့တဏှာကိုဖယ်လိုက်တာထွက်ပေါက်ပဲဒါဖြင့်ဘယ်ဘာနဲ့ဖယ်ရမှာတော့ဆိုလို့ရှိရင်အမှန်သိအောင်လုပ်ပြီးဖယ်တာပဲခုနပြောတဲ့အာဒီနဝကိုမြင်အောင်ရှုပြီးတော့ထွက်ပေါက်ဝေးရအောင်ရှာတာပဲငချင်းစီနဲ့ငချင်းကိုကြော်တဲ့သဘောပဲတခြားရှာရတာမဟုတ်ဘူးဒါကြောင့်မို့တရားရှာကိုမှတွေ့ဆိုတာလေဒါကိုပြောတယ်မြတ်စွာဘုရားသုတ္တန်တစ်ခုမှာဟောတယ်တန္တိကေနဝိသနန္တိမဂ္ဂဓမ္မတ္တခောဝေဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်နာကတ်နေတဲ့နိဗ္ဗာန်မမြင်ဘူးလို့သူပြောတယ်ဟုတ်တယ်လေထပ်ပေါက်ဟာကိုယ်နဲ့ကတ်နေတိုင်းမြင်ရလားဆိုဘယ်မြင်မှာတော့မမြင်ဘူးကတ်နေတာကတ်နေတဲ့ကိုယ်နာမှာကတ်နေတိုင်းမြင်ရတာမှမဟုတ်တာကိုယ်မျက်လုံးနဲ့ကတ်နေတဲ့ရက်တောင်မွေးတောင်မှပဲဘယ်နှပင်ရှိတုံးလို့သိမှမသိတာမျက်ခုံးမွေးတယ်မြင်ရတာမှမဟုတ်တာကိုယ်မျက်နဲ့ဝန်းကြီးကိုကိုယ့်အကိုပြန်မြင်လို့ရတာမှမဟုတ်တာ
မှန်ကြည့်မှမှန်တဲ့ပေါ်တဲ့အရေးလောက်ပဲသိလို့ရတာအဲ့တော့ကိုယ်နဲ့ကတ်နေတိုင်းမမြင်ဘူးနိဗ္ဗာန်ဆိုတာမြင်မှုခက်တယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်ကိုယ်နဲ့ကတ်နေတယ်ဆိုတာကြည့်ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာလေးကိုဖယ်လိုက်တာနဲ့ထွက်ပေါက်ကြည့်အောင်တွေ့ပါအဝေးလိုက်ရှာနေလို့တော့ဒီထွက်ပေါက်ဘယ်တော့မှတွေ့မှာမဟုတ်ဘူးဒါကြောင့်သန္တရာကပဟာနာသန္တရာကလို့ဆိုတဲ့လူကျင်မှုနဲ့တတ်မဲ့မှုဒီနှစ်ခုဖယ်လိုက်တာနဲ့တပြိုင်နက်နေတရဏတဲ့အခုဘဝကထွက်သွားနိုင်တယ်လို့ဒီလိုပြောတာနော်ထွက်မြောက်အေးဟုတ်ပြီဒီသုံးခုကိုသိနောက်သိရမယ့်အချက်တစ်ခုကဘာလို့ဘဝဘာကြောင့်ဖြစ်တာလဲအကြောင်းတရားကိုသိရမယ်ရသော်ဘုရားသခင်ကိုရောမြတ်ကပြိဿသမုပ္ပါဒ်မှာဟောထားတယ်လေဘဝဘာစဖြစ်တာကဲစာလို့မပြောဘဲနဲ့ပြိဿသမုပ္ပါဒ်ကိုလွယ်လွယ်လေးပြောအောင်လွယ်လွယ်လေးကိုသိဖို့လိုတယ်နော်ခက်တာကိုမစဲနိုင်လို့ဆိုစာလို့ပြောလို့ရှိရင်စာထဲရောက်သွားမှာဆိုကဲဘုန်းကြီးတို့တွေလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအမှန်တရားဆိုတာတွေကိုမသိဘူးဆိုတာကိုမြတ်စွာဘုရားအဝိဇ္ဇာလို့ခေါ်တာမသိတော့ဘာလို့တော့မလှုပ်တဲ့နာလဲလှုပ်တာပဲလှုပ်တဲ့နာလဲလှုပ်တာပဲမသိသည့်အတွက်ကြောင့်အထင်နဲ့အမြင်နဲ့ကအလွဲတွေကြီးပဲမလှုပ်တဲ့မှုကိုလှုပ်တဲ့နဲ့ထင်ပြီးလှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်ပြီးနေတယ်ဟောအဲ့ဒါကိုလှုပ်တာကိုသင်္ခါရလို့ပြောတာပဲဟုတ်ပြီအဝိဇ္ဇာပစ္စယသင်္ခါရလောက်ပြီးလောက်ရတယ်လောက်တယ်လောက်တော့ဘာဖြစ်လဲသင်္ခါရပစ္စယဝိညာဏတရိစိတ်လေးဖြစ်လာဘယ်သူကထုတ်လုပ်လိုက်တာတော့ဆိုအဝိဇ္ဇာဆိုတဲ့ကိလေသာရဲ့သင်္ခါရဆိုတဲ့ကံရဲ့ကံနဲ့ကိလေသာပေါင်းပြီးထုတ်လိုက်တာထုတ်ပြလိုက်တော့ဘဝလေးရပါနော်ဘဝလေးတစ်ခုမိခင်ရဲ့ဝမ်းနဲ့လူတွေပဲပြောပါစို့မိခင်ရဲ့ဝမ်းထဲမှာတရေစိတ်လေးပေါ်လာအဲ့ဒါကိုဝိညာဏလို့ပြောတာအဲ့ဒီတရေစိတ်လေးပေါ်လာထိုက်တာနဲ့စက်တက်ကပါတော့ဆိုဝိညာဏပစ္စယနာမရူပနာနေယုတ်တွေတွဲဖက်ပါလာအဲ့ဒီနာနေယုတ်တွေတွဲဖက်ပါလာတော့ဘာဖြစ်တော့ဝိညာဏနာမရူပပစ္စယသလာယတနာဆိုမျက်စိတွေနားတွေနှာခေါင်းတွေလျှာတွေကာယတွေဒါတွေပေါ်မလာဘူးလားနော်အသိစိတ်တွေပါမလာဘူးပါလာတယ်မျက်စိပါလာလို့ပြင်ဘက်ကအာယုန်နဲ့ဆက်သွယ်တယ်နားပါလာလို့အသံအာယုန်နဲ့ဆက်သွယ်တယ်နှာခေါင်းပါလို့အနတ်နဲ့ဆက်သွယ်တယ်လျှာပါလို့အရသာနဲ့ဆက်သွယ်တယ်မျက်စိမိတ်ထားမျက်စိမပါဘူးဆိုမြင်စရာမမြင်နိုင်ဘူးလေနားမပါရင်လည်းကြားတဲ့အသံဆိုတာမကြားနိုင်ဘူးလေနှာခေါင်းမပါလို့ရှိရင်လည်းအနတ်ဆိုတာမသိနိုင်ဘူးလေလျှာမပါဘူးဆိုရင်လည်းအရသာဆိုတာမသိနိုင်ဘူးကာယမပါလို့ရှိရင်လည်းအထီးတွေ့ဆိုတာမသိဘူးစိတ်မပါလို့ရှိရင်လည်းပဲကြံတွေးအာယုန်တွေကိုမသိဘူးလို့ဆိုကဲမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာဒါတွေကအာယုန်တွေနဲ့ဆက်သွယ်ဖို့ဟာတွေဖြစ်လာတယ်အဲ့ဒါကိုနာမရူပပစ္စယသလာယတနာလို့ခေါ်တာလူဘဝကိုလွယ်လွယ်လေးစဉ်းစားကြည့်နော်အခုလူဘဝကိုမြတ်စွာဘုရားကဒီဘဝကြီးတစ်ခုလုံးကိုပုံဖော်ပြတာဘဝကြီးတစ်ခုလုံးပုံဖော်လိုက်တာပုံဖော်လိုက်ရင်အဲ့တိုင်ပဲပေါ်လာမှာပဲသိကြတယ်ပုံဖော်ထားတယ်အဲ့ဒီလိုပုံဖော်လိုက်သည့်အတွက်ကြောင့်ကြည့်ဘာဖြစ်လာတော့မျက်စိနာနာလျှာကာယစိတ်ဓာတ်ဆိုတာမနဆိုတာပါလာသည့်အတွက်ကြောင့်ပြင်ပကအာယုန်နေနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာအာယုန်နဲ့တွေ့တွေ့မှုတွေပေါ်လာတယ်ဖတ်တာပေါ်လာသည့်အတွက်ကြောင့်သလရဏပစ္စယဖတ်တော့ဖတ်တာပေါ်လာသည့်အတွက်ကြောင့်ဖတ်တာပစ္စယဝေဒနာစိတ်ရခံစားမှုတွေဝင်လာတယ်စိတ်ရခံစားမှုတွေဝင်လာတဲ့အခါဝေဒနာပစ္စယတဏှာကိုယ့်ကိုဖြစ်နေတာတွေကိုချိဒီတိုင်းလာနေတာနော်ဝေဒနာပစ္စယတဏှာတဏှာပစ္စယဥပါဒနာတဏှာဆိုတာလိုချင်တဲ့အဆင့်လေးဥပါဒနာပစ္စယဆိုတာဆုပ်ကိုင်ထားတဲ့အဆင့်ရောက်သွားပြီဆွဲလန်းသွားတဲ့အဆင့်ကိုရောက်သွားပြီဟောဥပါဒနာပစ္စယဘဝဆိုဘဝဆိုတာဖြစ်လာတယ်ဒါဟာဘဝသမှုရိယပဲဖြစ်ကြောင်းတရားကိုသိတာလို့ဆိုလို့တယ်ဒါတွေမရှိရင်ဖြစ်ကြောင်းတရားမရှိနိုင်နော်ခုဖြစ်နေတာဒီလမ်းစဉ်နဲ့ဖြစ်နေဒါဖြင့်ချုပ်ကြောင်းလမ်းစဉ်ကတော့ဘာလို့ဆိုဣ
မှန်မသိတဲ့အဝိဇ္ဇာမသိဘူးဆိုတာမရှိဘူးသိအောင်လုပ်လိုက်တယ်သိသွားဟောမသိတာချုပ်သွားသည့်အတွက်ကြောင့်ထင်ရမ်းလောက်တာမရှိတော့ရမ်းလောက်တာမရှိရင်ကံတရားတွေမရှိတော့ကံတရားတွေမရှိရင်သင်္ခါရនិရောဓဝိညာဏនិရောဓတရေစိတ်ဖြစ်ဝိညာဉ်မှမဖြစ်ရင်ဝိညာဏនិရောဓနာမရူပនិရောဓနာနေယုတ်တွေချုပ်မှာပဲမရှိတော့နာနေယုတ်တွေချုပ်ရင်နာမရူပនិရောဓသလယရဏនិရောဓမျက်စိနာနာလျာကာယမနဆိုတဲ့ဟာတွေဘယ်လာတော့မှာမလာတော့ကဲဒါဖြင့်မျက်စိနာနာလျာကာယတွေချုပ်သွားလို့ရှိရင်ဖတ်တာဆိုတာလာအောင်မလားမလာဘူးသလယရဏនិရောဓဖတ်တာនិရောဓဖတ်တာမှမရှိရင်စိတ်ရခံစားမှုတွေလာအောင်မလားမလာဘူးဖတ်တာនិရောဓဝေဒနာនិရောဓအခါဝေဒနာမှမရှိဘူးဆိုရင်လိုချင်တာရောလာအောင်မလားမလာတော့ဘူးဝေဒနာនិရောဓတဏှာនិရောဓဟောတဏှာချုပ်သွားပြီဆိုရင်ဥပါဒနာនិရောဓဆွဲလန်းနေမရှိတော့ရင်ဘဝនិရောဓဘဝချုပ်သွားပြီဟောတာဒီအချက်၅ချက်ပြန်ပြီးတော့မှတ်ဖို့ဘဝနဲ့ပတ်သက်လာလို့ရှိရင်ตาယာပွေအတ္တာဒရှင်းတ်เสียကောင်းတာကိုလည်းသိရမယ်ရှင်းတ်เสียမကောင်းတဲ့အပြစ်နာစာအာဒီနဝကိုလည်းသိရမယ်ထွက်ပေါက်ကိုလည်းသိရမယ်ဘာကြောင့်ဘဝရနေတယ်ဆိုတာသိရမယ်ဘာကြောင့်ဘဝချုပ်ငြိမ်းသွားတယ်ဆိုတာလည်းသိရအဲ့ဒီ၅ချက်သိမှတဏှာဝကလွတ်နိုင်မှာတဲ့ဒီလိုဆိုတာပေါ့နော်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဒါတွေသိအောင်ကျင့်ရမယ့်ဟာတွေကဘာတွေတော့ဆိုသီလသမာဓိပညာအဲ့ဒီကိုကျင့်လိုက်လို့ရှင်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုကိုရမှာပဲသီလံသမာဓိပညာစဝိမု ക്തി စအနုတ္တရာအနုဗုဒ္ဓဣမိဓမ္မာခောရမေနယတတိနာတကယ်တော့မြတ်စွာဘုရားရဲ့ကျင့်စဉ်သီလသမာဓိပညာလို့ဆိုဒီမှာမဂ္ဂင်၈ပါးအကျင့်တရားပဲထပ်တူညီမျှပဲသီလသမာဓိပညာဆိုတာနဲ့မဂ္ဂင်၈ပါးဒါပေမဲ့သီလကိုကျင့်တယ်ဆိုတဲ့နေရာမှာအဆင့်30နဲ့သွားအဆင့်30နဲ့သွားရမယ်အခြေခံအဆင့်ကျင့်တာတစ်ခုအဲ့တော့သီလကိုဒီနေရာမှာမြတ်စွာဘုရားဟောတာအရိယတသီလတအနနုဘောဓအပ္တိဝေဒာမြင့်မြတ်တဲ့သီလကိုလျော်ကမ်းစွာမသိလို့လျော်တဲ့ဉာဏ်နဲ့မသိလို့ထိုးထွင်းမသိလို့တန်လျာလဲခဲ့တယ်လို့ဆိုဒီသီလကိုမသိဘူးဆိုတာဟာဘာကိုမသိတာလဲလို့မေးလို့ရှိရင်သီလဟာတန်လျာကလွတ်ကြောင်းဖြစ်တယ်ဆိုတာကိုမသိတာပဲဒီလိုဆိုတာပေါ့အဲ့တော့မဂ္ဂင်၈ပါးထဲမှာဆိုရင်ဘာကိုမသိတာတော့ဆိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလကိုမသိတယ်မသိဘူးဆိုသည့်အတွက်ကြောင့်မသိတဲ့အရာတခုကိုယ်တဏ္ဍာကိုရောက်အောင်လုပ်နိုင်မှာမလားမရောက်ဘူးကိုမရဘူးသီလမရသီလကိုမသိဘူးဆိုတာသီလကိုမရနိုင်အဲ့ဒီမှာဉာဏ်နှမျိုးနဲ့မြတ်စွာဘုရားပြောတာအနုဘောဓဉာဏ်နဲ့ပฏิဝေဒဉာဏ်နဲ့ဒီနှစ်ခုသီလကိုသိဖို့ရကြတော့အခြေခံနဲ့သိဖို့ဆိုတာကြတော့အနုဘောဓဉာဏ်လို့ခေါ်တယ်လျော်ကံစွာသိတယ်လျော်ကံနဲ့ဆိုတာအမှန်တိုင်းသိတာကိုဆိုလို့တယ်အမှန်တိုင်းသိရုံနဲ့လုံလောက်ပလားဆိုလုံလောက်သေးဘူးထိုးဖောက်ပြီးတော့အတွင်းနှစ်ထီအောင်သိဖို့လိုသေးတယ်အဲ့ဒါကိုပฏิဝေဒဉာဏ်အနုဘောဓဉာဏ်ဆိုတာဒီအခြေခံအားဖြင့်တကယ်အမှန်တိုင်းသိသွားတဲ့အခြေခံအသိဉာဏ်ကိုပြောတာအဲ့ဒီစာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုအနုဘောဓပုဗ္ဗဗာကိယဉာဏ်အနုဘောဓဉာဏ်လျော်စွာသိတယ်ဆိုတဲ့ဉာဏ်ဟာရှေ့ပိုင်းမှာဖြစ်တဲ့ဉာဏ်တွေကိုပြောတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝတွေဟာတန်လျာရဲ့လွတ်ကြောင်းတရားပဲလို့ဒီလိုသိတာကဒါအခြေခံသိလိုက်တာအဲ့ဒီသိပြီးတော့ကိုယ်တဏ္ဍာမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလတွေဒုစရိုက်တွေကရှောင်ကျဉ်မှုတွေကိုယ်တဏ္ဍာမှာဒီတဲ့တိုးတက်ပြီးတော့ဘယ်အတိုင်းအတာအထိရောက်သွားပြီဆိုတာကိုကိုယ်တဏ္ဍာမှာတိဆောက်နိုင်လာလို့ရှိရင်ရှင်းမြင်လာပြီပေါ့နောက်ဆုံးမှာဒုစရိုက်ကရှောင်တယ်ဆိုတဲ့ဒုစရိုက်တို့ဒုရဇီဝဒုစရိုက်
အကျင့်စိုးကရှောင်တယ်အကျင့်စိုးနဲ့အသက်မွေးတဲ့မှားယွင်းတဲ့အသက်မွေးမှုကရှောင်လိုက်တယ်အဲ့ဒါတွေကိုဟာတကယ်တန်မြာဝကလွတ်ကြောင်းပဲလို့မှန်ကန်သိလိုက်ပြီးတော့ဒီသိဉာဏ်ကိုအခြေခံပြီးတော့ရသွားပြီနောက်ဆုံးဟာခိုင်မာတဲ့တမ္မာဝါစာခိုင်မာတဲ့တမ္မာကမ္မန္တခိုင်မာတဲ့တမ္မာအာစီဝါဆိုတာဖြစ်သွားပြီဆိုရင်ဒါပฏิဝေဒဉာဏ်နဲ့သိသွားပြီဆိုအဲ့ဒီအဆင့်ရောက်သွားတာပဲရှင်းရှင်းပြောရလို့ရှိရင်ပုရုဇဉ်တွေတဏ္ဍမှာရှိနေတဲ့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝါဆိုတာကိုတန်ဖိုးကိုသိလို့ရှိရင်နုဘောဓဉာဏ်လို့ခေါ်တယ်အရိယပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဖြစ်တဲ့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝါသိလာပြီဆိုရင်ပฏิဝေဒနဲ့သိတဲ့တမ္မာဆိုတာဒီလိုပြောတာနော်အဲ့တော့ပုရုဇဉ်တွေရှိမှရှိတဲ့တမ္မာဝါစာဒီမိစ္ဆာဝါစာဆိုတဲ့ဒုစရိုက်ကိုဖယ်တယ်ဆိုတာခဏခဏပဲဖယ်နိုင်တာအမြင့်ပြအောင်မဖယ်နိုင်သောတာပန်ဖြစ်လာပြီဆိုလို့ရှိရင်အပယ်ရောက်တဲ့မိစ္ဆာဝါစာလိန်ပြောတာတို့ခုံတိုက်တာတို့ဆဲရည်တာကြမ်းတမ်းတဲ့စကားပြောတာတို့အကျိုးမရှိတဲ့စကားတွေဒီမမှန်မကန်တွေပြောတာတို့ဆိုတာဒီပုရုဇဉ်ဘဝမှာရှောင်ရင်ခက်တာပဲရှောင်အရိယပုဂ္ဂိုလ်ဖြစ်လာလို့ရှိရင်အသက်ပေးပြီးရှောင်ဆင့်မြင့်သွားသောတာပန်ဖြစ်သွားရင်အပါယကမဏီယဒုစရိုက်အပယ်ကိုချမဲ့ဒုစရိုက်ကုန်သွားပြီသက္ကရာကဖြစ်လာရင်ပိုပါသွားပြီပါလေးခြံတော့တယ်အနာဂံဖြစ်သွားလို့ရှိရင်ကာမရာဂဗျာပါဒနဲ့ပတ်သက်လာတဲ့ဒုစရိုက်တွေကုန်သွားပြီယဟန္တာဖြစ်ပြီဆိုရင်အမြစ်ပါမကြံတော့ဘူးကုန်သွားပြီလို့ဆိုအဲ့ဒါကိုပြောတာအနုတ္တရာသီလဆိုတာအမြင့်ဆုံးယဟန္တာပုဂ္ဂိုလ်ရဲ့သီလအထိအောင်သိအောင်လုပ်ရမယ်သိအောင်လုပ်တယ်ဆိုတာရအောင်လုပ်ရဒီလိုပြောတာကိုယ်သီလကိုအခုကနေ့စောင့်တည်လိုက်တယ်တရားမနာခင်ကပါဏာတိပါဒဝေရမဏိဒါပုထုဇဉ်တွေရဲ့စောင့်တည်မှုကိုခေါ်တယ်အဲ့ဒီစောင့်တည်မှုကဘယ်အတိုင်းတာအထိရှိတယ်လဲတတိမေးပြီးတော့ချိုးဖောက်ခြင်းချိုးဖောက်မယ်နော်ပုထုဇဉ်တွေဆိုတာအချိန်မရွေးကိုစောင့်တည်ထားတာမေ့ပြီးတော့တခုကြုံလိုက်တာနဲ့တပြိုင်နက်ချိုးပေါက်သွားတာဖြစ်တယ်အဲ့ဒါမခိုင်မာတဲ့သီလအဲ့ဒီသီလကိုထပ်ဆင့်ပြီးတော့အသက်လောက်တန်ဖိုးထားပြီးတော့စောင့်တဲ့သီလမျိုးဖြစ်လာတယ်အရိယာကြတော့အဲ့ဒီကနေပြီးယဟန္တာဖြစ်လာပြီဆိုရင်ဘယ်လိုမှကျွလွန်နိုင်တဲ့တတိမေ့တယ်ဆိုတာကိုမရှိတော့ဘူးလုံးဝပြည့်ပြည့်စုံသွားတဲ့သီလမျိုးဖြစ်သွားပြီဆိုဒါကိုပြောတာအနုတ္တရံသီလအမြတ်ဆုံးသောသီလဆိုတာအရိယာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတဲ့သီလမျိုးကိုဆိုလို့အဲ့ဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်ခုနပြောတဲ့တန်မြာထဲမှာလဲစရာအကြောင်းမရှိတော့ဘူးနော်တန်မြာထဲမှာလဲစရာအကြောင်းမရှိတော့အခုဘုန်းကြီးတို့ရရှိထားတဲ့သီလဆိုတာဟာအခြေခံလေးပဲရှိတယ်အဲ့ဒါကိုအနုဘောဓဉာဏ်နဲ့သိတယ်လို့ဒီလောက်လေးပဲပြောနိုင်တယ်ပฏิဝေဒနဲ့သိတာမဟုတ်သေးဘူးဒီလိုဆိုလို့လေပฏิဝေဒဉာဏ်နဲ့ရသွားမှကိလေသာတွေကိုဖြည့်ဆည်းပြီးရသွားတဲ့သီလမျိုးကြမှာအရှင်းမြင်တဲ့သီလမျိုးဖြစ်သွားတယ်တမာရီဆိုလည်းပဲထို့တူတယ်သီလဆိုတာတမာရီကိုအကျိုးပြုတယ်ဘယ်လိုအကျိုးပြုတာလဲလို့မေးလို့ရှိရင်တမာသီလပြည့်စုံတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်သီလကိုဆင်ញင်လိုက်တာနဲ့စိတ်ထဲမှာကြည်နူးတယ်စိတ်ထဲမှာကြည်နူးသွားရင်ဝမ်းသာတယ်ဝမ်းသာရင်ပီတိဖြစ်တယ်ပီတိဖြစ်ရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ငြိမ်းချမ်းလို့ရှိရင်ဒုက္ခချမ်းသာတယ်ချမ်းသာရင်ဘာဖြစ်လဲစိတ်တည်ကြည်တယ်ဟောတမာရီကိုထောက်ကူပြုတာအဲ့ဒီနည်းနဲ့ထောက်ကူပြုတာဟုတ်ပြီတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ဒီသီလကိုကိုယ်တဏ္ဍာမှာလုံအောင်လုပ်လိုက်တယ်နိဗ္ဗာန်ကိုရည်မှန်းပြီးတော့ဥတည်ပြီးတော့လုပ်လိုက်တဲ့သီလဟာတကယ်ကိုဒုစရိုက်တွေကိုတရင်္ဂအာဖြင့်ပယ်တာတို့ဝိက္ခမနအာဖြင့်ပယ်တာတို့နောက်ဆုံးသမုတ်စေတာလက်ချံမရှိအောင်အကြောင်းနဲ့ကွာပယ်တတ်တာတို့ဖြစ်သွားပြီဆိုလို့ရှိရင်သီလဘက်ကပြည့်စုံသွားပြီဘာလို့ဖို့လို့တော့တမာတိဒါဖြင့်တမာတိမရှိရင်ဘာဖြစ်လဲဆိုဥဒိစ္စအကုသိုလ်တွေလာတယ်အကုသိုလ်ဟာဥဒိစ္စမပါပဲမဖြစ်ဘူးစိတ်မတည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့အာယုန်ဒီမှာအကုသိုလ်တွေကဖြစ်တာမောဟအဟိရိကနတ္တဗဥဒိစ္စဆိုတဲ့တဘာဝတရားတွေစိတ်ရဲ့အညစ်အကြေးတွေတမာရီရဲ့ဆန့်ကျင်ဘက်တွေဖြစ်လာတယ်အေးတမာရီကိုထွက်လေဝင်လေမှတ်တဲ့အခြေခံတမာရီကမူလတမာရီကစပြီနောက်ဆုံးမှာဝိပဿနာဉာဏ်မှာ
ဖြစ်ပေါ်လာတဲ့ခဏိကသမာဓိတို့နောက်ဇန်တရားအထုတ်လို့ရှေ့ပိုင်းမှာဖြစ်တဲ့ဥစ္စာရသမာဓိတို့နောက်တစ်ခါဇန်ရလို့ဖြစ်လာတဲ့အပ္ပနာသမာဓိတို့ဝိပဿနာကူးပြောင်းတဲ့အခါမှာခဏိကသမာဓိတို့စဉ်ဆက်မပြတ်အားကောင်းလာတဲ့ခဏိကသမာဓိဇန်ရလို့ဖြစ်ပေါ်လာတဲ့သမာဓိကခိုင်မာတဲ့အပ္ပနာသမာဓိလို့ခေါ်တယ်ဝိပဿနာဉာဏ်ရင့်တန်ပြီးတော့ရင့်တန်လို့ဝိပဿနာဉာဏ်နဲ့တွဲဖက်ပြီးတော့ဖြစ်ပေါ်လာတဲ့စဉ်ဆက်မပြတ်ဖြစ်ခိုင်မှလည်းသိတယ်ချုပ်ခိုင်မှလည်းသိတယ်အဲ့ဒီသိမှုဒီသိမှုအတွက်ရှေ့ကနေပြီးတော့စိတ်ကလေးတည်ငြိမ်မှုဆိုတာသိမှုရဲ့ရှေ့ကနေပြီးတော့သိမှုနဲ့အတူတကွပေါ်လာတဲ့သမာဓိလေးကိုခဏိကသမာဓိလို့ခေါ်တယ်အဲ့ဒီခဏိကသမာဓိအားကောင်းလာတယ်ဆိုလို့ရှိရင်အပ္ပနာသမာဓိလို့အင်အားရှိလာတယ်သို့တော်ဝိပဿနာမှာသမာဓိနဲ့ပညာဘယ်သူကအဓိကတုံးဆိုပညာအဓိကပညာကဥဆောင်သွားနော်သဘာဝတရားတွေဟာအလုံးလုံးကြပြီမယ်လို့တခုကဥဆောင်ရတယ်တခုကလမ်းလျှောက်ရင်ဘယ်သူကဥဆောင်တာတော့ခြေထောက်ကဥဆောင်လက်နဲ့လှုပ်ရှားရှိရင်ခြေထောက်ကဥဆောင်တာမဟုတ်လက်ကဥဆောင်စာဖတ်ရင်ဘယ်သူကဥဆောင်တာမျက်စိကဥဆောင်ဟောခန္ဓာကိုယ်ကြီးတစ်ခုလုံးရှိပြီမယ်လို့ဥဆောင်မှုလေးတွေမတူဘူးဆိုတာကိုမှတ်တာတပ္ပရကျင့်စဉ်တစ်ခုကျင့်လို့ရှိရင်တမာရီကဥဆောင်ဝိပဿနာကျင့်စဉ်ကိုကျင့်ရင်ပညာကဥဆောင်ပညာဥဆောင်တဲ့ဟာမှာတမာရီမပါဘူးလားဆိုပါတယ်တမာရီနဲ့တွဲဖက်သွားတာပဲအဲ့ဒါလို့ဆိုလို့တယ်ပေါ့အဲ့တော့အနုတ္တရတမာရီလို့ဆိုတာဘာလဲသောတာပတ္တိမဲ့နဲ့ရှင်းလာတယ်သဂရဂါမိမဲ့နဲ့တွဲလာတယ်အနာဂါမိမဲ့နဲ့တွဲလာတယ်မက္ခဆိုတာဒီမဂ္ဂင်၈ပါးအပေါင်းကိုခေါ်တာနော်မဂ္ဂင်၈ပါးဝိပဿနာကျင့်နေတော့ကလည်းဒီမဂ္ဂင်၈ပါးပဲဒါနဲ့ကျင့်သို့တော့အားမပြည့်သေးဘူးအင်အားမပြည့်သေးဘူးဝိပဿနာအခိုက်မှာအင်အားမပြည့်သေးဘူးအင်အားမပြည့်သေးတဲ့ဉာဏ်ကိုအနုဘောဓဉာဏ်လို့ခေါ်တယ်အင်အားပြည့်သွားရင်ပฏิဝေဒလို့ခေါ်တယ်ဟောအဲ့ဒီပฏิဝေဒအဆင့်ရောက်တည်တိုင်အောင်ကြိုးစားအားထုတ်ရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ပညာဆိုတာလဲဘာကိုပြောတာတော့ဆိုသမာဓိနဲ့သမာသင်္ကပ္ပကိုပညာလို့ခေါ်တာပဲသမာဓိကြတော့သမ္မာဝါယာမရဲ့သမ္မာတတိရဲ့သမ္မာသမာဓိရဲ့ဒီသုံးခုကိုသမာဓိလို့ခေါ်တာပဲသူတို့သုံးခုပေါင်းစပ်ပြီးတော့အလုံးလုံးတာအဲ့တော့သမာဓိဆိုတာဟာဘယ်သူ့ကိုထောက်ကူပြုတာလဲဆိုပညာကိုထောက်ကူပြုတာဒါကြောင့်မို့မြတ်စွာဘုရားသမာဟိတောယထာဘူတံပသနာတိသမာဓိရှိပြီးစိတ်ကလေးတည်ငြိမ်ပြီးဆိုတော့မှတဲ့ယထာဘူတတကယ်ဖြစ်နေတဲ့အမှန်တရားကိုသိနိုင်တယ်လို့ဆိုဒါရင်ဘယ်သူ့ကိုထောက်ကူပြုတာလဲဆိုပညာကိုထောက်ကူပြုတာအဲ့တော့သီလကသမာဓိကိုထောက်ကူပြုတယ်သမာဓိကပညာကိုထောက်ကူပြုတယ်ခွင်းဆက်လေကတိ၃တက်လို့ပဲပထမလေကတိကဒုတိယလေကတိအတွက်ဒုတိယလေကတိကတတိယလေကတိအတွက်ဟောဒီလိုဆုံးလာတာပေါ့မြတ်စွာဘုရားကျင့်စဉ်ကခွင်းဆက်အဲ့တော့ပထမလေကတိမနှင်းမနဲ့တတိယလေကတိကြော်နေရင်တော့ချော်ကြမှာပေါ့ဒီလိုဆုံးလို့တာပဲเนาะအဲ့တော့မဂ္ဂင်၈ပါးဆိုဒီမှာဒီဟာကိုပြောတာဝိပဿနာဉာဏ်အရှင်းမှာအနုဘောဓလို့ခေါ်တယ်ဝိပဿနာဉာဏ်နဲ့သိတဲ့အသိလေးတွေကသီလဝိပဿနာဉာဏ်နဲ့သီလရဲ့အညစ်အကြေးတွေကိုဖယ်လိုက်နိုင်တယ်ဝိပဿနာဉာဏ်နဲ့သမာဓိအညစ်အကြေးတွေကိုဖယ်လိုက်နိုင်တယ်ဝိပဿနာဉာဏ်နဲ့ပညာရဲ့အညစ်အကြေးတွေကိုဖယ်လိုက်နိုင်တယ်အဝိဇ္ဇာတို့ကိုဖယ်လိုက်နိုင်တယ်ဆိုရင်ဒါဟာအနုဘောဓဉာဏ်ဖြစ်တယ်လို့ပြောတာနော်သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပအမှန်တွေးမှအမှန်မြင်တာဖြစ်တော့ကြောင့်သမ္မာသင်္ကပ္ပဆိုတဲ့အမှန်တွေးတော်မှုဟာအရေးကြီးတယ်ပေါ့မှန်တွေးတော်မှသမ္မာဒိဋ္ဌိမှန်မြင်တယ်ဆိုတဲ့ပညာဖြစ်တယ်ဒီသုံးခုအားတူမြင့်ပေးရအားမြင့်ပေးရဝိပဿနာကျင့်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဖြစ်တဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဝိပဿနာဉာဏ်အဆက်မှသိတာကြတော့အနုဘောဓလို့ခေါ်တယ်နော်ဒါကြောင့်မို့အနုဘောဓပုပ္ပဘာခိယဉာဏ်အနုဘောဓဆိုတာပုပ္ပဘာခိယဉာဏ်ရှေ့ပိုင်းမှာဖြစ်တဲ့ဉာဏ်လို့ပြောတယ်အဲ့ဒီအနုဘောဓနဲ့မှပฏิဝေဒကိုတက်လို့ရတယ်ပေါ့ပฏิဝေဒဆိုတဲ့ထိုးဖောက်သိမြင်တာဟာအနုဘောဓမပါရင်မသိနိုင်ဘူးခြေကဉာဏ်မပါဘဲနဲ့ထိုးဖောက်သိတယ်ဆိုတာမရှိနိုင်ဘူးပေါ့အဲ့တော့
အဲ့ဒီအနုဘောဓဉာဏ်ဟာလဲစွမ်းအားထက်လာလို့ရှိရင်ပฏิဝေဒနဲ့စပ်မိသွားတယ်အနုဘောဓပိဧကိသောပฏิဝေဒတမ္ပတ္တောပฏิဝေဒဉာဏ်နဲ့စစ်သွားတယ်စပ်သွားအဲ့ဒီအနုဘောဓဉာဏ်ဆိုတဲ့အခြေခံဉာဏ်ရဲ့ပฏิဝေဒဉာဏ်ဆိုတဲ့အစစ်မြင့်ဉာဏ်ရဲ့အဲ့ဒီဉာဏ်တစ်ခုနဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ပညာသမာဓိသမ္မာသင်္ကပ္ပသမ္မာဒိဋ္ဌိဆိုတဲ့ပညာနော်အဲ့ဒီ၃မျိုးကိုသိရမယ်သိတယ်ဆိုတာကိုယ်တဏ္ဍာမှာဖြစ်စီရမယ်ဖြစ်အောင်လုပ်ရဝိပဿနာဉာဏ်ဖြစ်ရင်ဒါတွေဖြစ်လာမယ်လို့ဆိုလို့တယ်နော်အဲ့တော့အလုသဘောနဲ့ပြောမယ်ဆိုလို့ရှိရင်ကတော့ဝိပဿနာတရားအားထုတ်ပြီးမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ပြီးလုပ်နေပြီဆိုရင်ဘာတွေဖြစ်နေတာတုံးလို့မေးလို့ရှိရင်သီလကိုအခြေခံပြီးတော့အကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားနေလို့သမ္မာဝါယာမဖြစ်တယ်ကုသိုလ်တရားတွေတည်ဆောက်ဖို့ကြိုးစားနေလို့သမ္မာဝါယာမဖြစ်တယ်အာယုန်နဲ့စိတ်နဲ့ဒီထိကတ်ထားတာဖြစ်သောကြောင့်သမ္မာတတိဖြစ်တယ်အာယုန်လေးပေါ်မှာစိတ်ဟာစုစည်းထားနိုင်သောကြောင့်သမ္မာသမာဓိဖြစ်တယ်အာယုန်ပေါ်မှာမှန်ကန်တဲ့နည်းတွေနဲ့ကြံတွေးနေတာဖြစ်သောကြောင့်သမ္မာသင်္ကပ္ပဖြစ်တယ်အမှန်သိသည့်အတွက်ကြောင့်သမ္မာဒိဋ္ဌိဖြစ်နေတယ်ဟောတရားထုတ်နေပြီဆိုတာဒါတွေဖြစ်နေတာပဲအဲ့ဒီအခြေအနေတွေကရင့်တတ်မှုမရှိသေးဘူးတခါတခါဝီရိယကများသွားလိုက်တခါတခါသမာဓိကများသွားလိုက်တခါတခါပညာကတာသွားလိုက်နဲ့ဒီလိုချိန်ခွင်လိုပဲမတည်ငြိမ်မှုတစ်ဖက်ဆောင်နေဖြစ်နေသေးတယ်မြဝိပဿနာဉာဏ်အဆက်မရှိသေးတယ်ဝိပဿနာဉာဏ်ကနေပြီးတော့မဲ့ဉာဏ်ပေါ်လာပြီဆိုရင်ပฏิဝေဒဖြစ်လာပြီဆိုရင်အခုပြောတဲ့သီလဟာလည်းဒီဒုစရိုက်တွေကိုဖယ်ဖို့ရအတွက်လက်ချမရှိအောင်ဖယ်ပြီးဖြစ်သွားတယ်သမာဓိကလည်းဆန့်ကျင်ဘက်တွေကိုလက်ချမရှိအောင်ဖယ်ပြီးဖြစ်သွားတယ်ပညာကလည်းသစ္စာလေးပါးနဲ့ပတ်သက်ပြီးလက်ချမရှိအောင်ကာကွယ်ထားတဲ့ဒီအဝိဇ္ဇာစတဲ့ဟာတွေကိုဖယ်ရှားပြီးသားဖြစ်သွားတယ်ဆိုတော့ဒီမဂ္ဂင်၈ပါးလုံးဟာတပြေးညီအလုံးလုံးသွားပြီးတစ်ခုတည်းကဲ့သို့ဖြစ်သွားဟာတစ်ခုတည်းကဲ့သို့ဖြစ်သွားတော့ကြောင့်မက်စိတ်လို့ပြောတာမက်လို့ပြောတာနော်မက်ခလို့ပြောတာဝိပဿနာဉာဏ်ကိုလည်းဝိပဿနာဉာဏ်လို့သာပြောတာဘာလဲလို့ရတာတော့ဆိုဟောဒီမဂ္ဂင်၈ပါးပဲရှစ်ခုမှန်တိတာနေတယ်ဝိပဿနာခိုင်သူရင့်တန်သွားပြီးတော့နိဗ္ဗာန်ကိုအာရုံပြုပြီဆိုရင်တစ်ခုတည်းဖြစ်သွားတယ်အဲ့ဒီတစ်ခုတည်းဖြစ်သွားပြီဆိုတဲ့အခါမှာနိဗ္ဗာန်ကိုမြင်လို့ရတယ်နိဗ္ဗာန်ကိုအာရုံပြုလို့ရတယ်နိဗ္ဗာန်ကိုအာရုံပြုလိုက်တာနဲ့တပြိုင်တည်းကိလေသာတွေကိုပယ်သွားတယ်ဒါကြောင့်မို့လို့မက္ခဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာဘယ်လိုဖွင့်ဆိုတော့ဆိုနိဗ္ဗာန်မက္ကတိကဝေတတိတိမေကောနိဗ္ဗာန်ကိုဘယ်သူကရှာပေးတော့ဆိုဒီ၈ခုကရှာပေးတာနော်သူတို့ကအလုတ်လုတ်ပြီးတော့ရှာပေးသွားတာနိဗ္ဗာန်ကိုမြင်မို့ရတဲ့ဟောဒီမဂ္ဂင်၈ပါးရှာပေးသွားဒါဖြင့်နိဗ္ဗာန်ကိုရှာတော့နိဗ္ဗာန်ကိုတွေ့ပြီဆိုပါစို့ဘယ်လိုလုပ်ပြီးနိဗ္ဗာန်ရောက်သွားတော့မေးတဲ့အခါကိလေသေမာရင်တော့နိဗ္ဗာန်ဂစ္ဆတိတိမေကောတဲ့ကိလေသာတွေကိုတစ်ဖက်ကဖယ်လိုက်တယ်ဖယ်လိုက်ပြီးတော့နိဗ္ဗာန်ကိုအာရုံပြုရောက်သွားတယ်နိဗ္ဗာန်ကိုတစ်ဖက်ကအာရုံပြုတယ်တစ်ဖက်ကကိလေသာကိုဖယ်လိုက်တယ်ဆိုတော့အလုံးနှစ်ခုကိုတစ်ပြိုင်နက်လှုပ်သွားဘယ်သူတွေကလှုပ်တာတော့ဆိုဟောဒီမဂ္ဂင်၈ပါးဒါကြောင့်မို့လို့သူတို့ကိုမက်လို့ခေါ်တာနော်မက္ခလို့ခေါ်တာအဲ့ဒီအဓိပ္ပာယ်နဲ့ခေါ်တာနိဗ္ဗာန်ကိုရှာပေးလို့မက္ခကိလေသာကိုဖယ်ရှားပြစ်ပြီးနိဗ္ဗာန်နဲ့ရောက်သွားလို့မက္ခအဲ့ဒီအဓိပ္ပာယ်နဲ့မက္ခလို့ခေါ်တာအဲ့ဒီမက္ခဆိုတာသမာဓိဋ္ဌိစတဲ့၈ခုရဲ့အပေါင်းတစ်ခုတည်းလို့အင်အားရှိသွားတဲ့ဒီ၈ခုရဲ့အပေါင်းဒီလိုပြောတာဘယ်ဟာပဲဖြစ်ဖြစ်သူက unity စုစည်းထားရှိလေလူတွေဟာတာရူပြေးတာပဲဖြစ်ဖြစ်မာရသွန်ပြေးတာပဲဖြစ်ဖြစ်ဒုက္ခနာကိုမှရှိရတယ်ကိုပေါင်းပြီးလောက်ရတာဟောမျက်စိကကြည့်ရတယ်နားထောင်ရတယ်ခြေထောက်ကပြေးရတယ်လက်ကရမ်းပေးရတယ်အကုန်လုံးလှုပ်သွားတာမဟုတ်လားလှုပ်သွားတဲ့အခါမှာလူရဌာနရောက်သွားတာအဲ့ဒီလိုပဲသဘာဝတရားတွေပေါင်းစပ်ပြီးတစ်ခုတည်းလှုပ်သွားလို့ရှိရင်အကျိုးတစ်ခုရသွားအဲ့ဒါကိုပဲဒီ
မက္ခဆိုရင်တဘာဝအရာနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်အဲ့ဒါကိုမသိသေးတဲ့မြတ်ကာလပတ်လုံးဒီအဆင့်မရောက်သေးတဲ့မြတ်ကာလပတ်လုံးအနုတ္တရသီလအနုတ္တရသမာဓိအနုတ္တရပညာဒါကိုမသိသေးတဲ့မြတ်ကာလပတ်လုံးအနုတ္တရဝိမု ക്തി ဆိုတဲ့ဖို့စိတ်ကိုမရခြင်းမရသေးတဲ့မြတ်ကာလပတ်လုံးဘုန်းကြီးတို့တွေရဲ့စိတ်ကိုချုပ်နှောင်ထားအောင်မှာပဲလွတ်ပြီဆိုတာဘယ်တော့မှမရှိဘူးချုပ်နှောင်ခြင်းကိုခန်းရမှာပဲလို့ဒီလိုသဘောပေါက်ပြီးဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းအနုဘောဓတုတ်မှာအနှစ်ချုပ်ခေါ်လို့တာကဒါပဲဖြစ်တယ်ပေါ့အဲ့ဒီကျင့်စဉ်ကလွဲလို့နိဗ္ဗာန်သွားဖို့လမ်းစဉ်တခြားမရှိဘူးဒါဟာတခုတည်းသောလမ်းကြောင်းပဲမဂ္ဂင်၈ပါးအကျင့်တရားဒီတခုတည်းသောလမ်းကြောင်းပဲနိဗ္ဗာန်သွားခြင်းဒီရင်ပဲစီးစရာရှိတယ်တခြားရင်နဲ့သွားလို့မရဘူးနိဗ္ဗာန်သွားခြင်းဒီလမ်းကြောင်းကပဲရှောက်ရမယ်တခြားလမ်းကြောင်းကရှောက်လို့မရဘူးဝိတာခါ9နှစ်သမီးအရွယ်နဲ့သောတာပန်ဖြစ်သွားတယ်ဆိုတာဒီလမ်းကြောင်းနဲ့သွားတာပဲနော်တရားလည်းအာမထုံးလိုက်ရဘူးတရားနာလိုက်တာနဲ့ရသလားလို့ဆိုတရားနာလိုက်တဲ့အချိန်မှာဒီ၈ခုဖြစ်သွားတာပဲသူမှာနော်နာလိုက်တာနဲ့ဒီ၈ခုဖြစ်သွားဘယ်သူပဲဖြစ်ဖြစ်နိဗ္ဗာန်ရောက်တရားကိုသွားတာမှန်တယ်ဗျာဒီမဂ္ဂင်လမ်းကြောင်းကလွဲပြီးတခြားသွားစရာမရှိဘူးကိုယ်တဏ္ဍာမှာရှိတဲ့နိဝရဏတရားတွေကိုဖယ်ရှားခြင်းတတိပဌာန်အာယုံ၄မျိုးပေါ်မှာတတိထားခြင်းတတိထားခြင်းဆိုကြတဲ့သမ္မာတတိပဲလေဘုဇင်9ပါးကိုပွားခြင်းအဲ့ဒီလောက်ရကလွဲပြီးတော့ဒီမဂ္ဂင်ကဆိုတဲ့တရားမပါပဲနဲ့နိဗ္ဗာန်ကိုရောက်သွားတယ်ဆိုတာလုံးဝမရှိဘူးဒီနည်းနဲ့သာရောက်နိုင်တယ်လို့အနုဗုဒ္ဓတုတ်အနှစ်ချုပ်ကိုမှတ်သားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အနုဗုဒ္ဓတုတ်အဲ့ဒီအနုဗုဒ္ဓတုတ်တိုင်လိုက်တာကျင့်သုံးမယ်ဆိုရင်မြတ်စွာဘုရားဟောတယ်နောက်ဆုံးမှာကိလေသာခတ်သိမ်းချုပ်ငြိမ်းပြီးတော့နိဗ္ဗုဒ္ဓဆိုတဲ့တကယ်အငြိမ့်တက်ကိုရမှာဖြစ်တယ်ဘဝတဏဆိုတာကုံသွားနိုင်တယ်ဘဝနိတ္တိဆိုတဲ့တဏကိုဖယ်ရှားနိုင်တယ်နောင်ဘဝဆိုတာမရှိတော့ဘူးဆုံးသက်သွားနိုင်တယ်လို့အကယ်၍ဒါတွေမှမသိသေးဘူးဆိုရင်ဖြစ်အိုနာသေးတန်တရားထဲမှာလဲအောင်ပါပဲတန်တရားထဲကလွတ်ဖို့ရအတွက်ဒီကျင့်စဉ်ကိုကျင့်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးအနုတ္တရအနုဗုဒ္ဓတုတ်တံကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့အောင်သုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်တာဝရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နုဘွယ်ကြုံဖူးပွင့်ရကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်သတည်း